အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့အလုံးတုံးဝင်နဲ့ကျွန်တော်ဒီ Google App လို့အသုံးပြုနည်းလေးကိုကျွန်တော်အသေးစိတ်မျှဝေပေးသွားမှာဖြစ်ပါတယ်အထူးသဖြင့်မိမိတို့တိလို့တဲ့မြေကွက်တွေခြံကွက်တွေရဲ့စတူရန်ဘေးမြေကွက်တွေရဲ့ area စတူရန်ဘေးဒါမှမဟုတ်ဧကတွေကိုအတိအကျဘယ်လိုတိုင်းရမလဲမြေပုံပေါ်မှာ point အမှတ်တွေကိုဘယ်လိုချရမလဲပြီးတော့ Google App လို့ထဲမှာပါတဲ့အထူးတစ်ခုချင်းစီရဲ့အသုံးဝင်ပုံနဲ့ကျွန်တော်မြေပုံတွေကျွမ်းကျင်စွာကျွန်တော်ကြည့်ရှုနည်းတွေကတဆင့်ချင်းစီလက်တွေ့ပြောပြပေးတော့မှာဖြစ်ပါတယ်ဒါကြောင့်အိမ်ကနေတင်မြေကွက်ကျဲဝင်းတွေကိုအလွယ်တကူတိုင်းနာခြင်းတွေအတွက်ဒီဗီဒီယိုလေးကအများကြီးအထောက်အကူပြုမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီ Google App Pro ထဲကိုတွားမှာပေါ့နော် Google App Pro ထဲကိုတွားလိုက်မယ်ပြီးရင် close လိုက်နော်ဒါလေးဖြောက်ထားလိုက်မယ်ဟုတ်ပြီဒါဆိုတော့ကျွန်တော်ဒီကိုမြေကွက်တွေကိုကျွန်တော်ဧကတိုင်းကြည့်မှာဖြစ်တဲ့အတွက်ကိုဒီဆက် level ပေါ်တော့ဆက်ပါမှာကျွန်တော်တို့ဒီမြန်မာနိုင်ငံဆိုမှကျွန်တော်ရက်ရှာလိုက်မယ်အရင်ဆုံးဒါဆိုတော့ကျွန်တော်ဒီပုံလေးနဲ့တွေ့ရမှာပါနော်ပြီးရင်ကျွန်တော်တို့ဒီဒါလေးကျွန်တော်ဖြောက်လိုက်မယ်โอเคပါဒါဆိုတော့ဒီ layer တဲ့တစ်ချက်ကြည့်အောင်ဒီ layer ထဲမှာဆိုရင်ကျွန်တော်တို့ဒီမြေပုံမှာရှိတဲ့ဒီ border line တွေပေါ့နော်ဒီကောင်လေးတွေဒီမြန်မာနိုင်ငံမှာအနာတဆွဲထားတဲ့ border line တွေရှိမယ်ပြီးတော့ကျရင်ဒီ label စာတွေပေါ့နော်ဒီစာတွေကိုကျွန်တော်တို့ပေါ်ခြင်းနဲ့ဖြောက်ခြင်းနဲ့ဆိုရင်ဒီမှာနော်ဒီ border and label ပေါ့နော် border and label ကိုအမှန်ကြီးကိုဖြုတ်လိုက်ရင်ကျွန်တော်အားလုံးပျောက်သွားမှာဖြစ်ပါတယ်မဟုတ်ဘူးဒါဆိုရင်ကျွန်တော်တို့ border ပဲပေါ်ခြင်းနဲ့ကျွန်တော် label တွေဖြောက်ထားခြင်းနဲ့ဆိုရင်လည်းကျွန်တော်တို့ဒီ label ကိုကျွန်တော်ဖြောက်ထားလို့ရမယ်ပြီးရင်ခါကျရင် border ပဲ border ဖြောက်ထားခြင်းနဲ့ဆိုရင်ကျွန်တော် border line ကိုကျွန်တော်ဖြောက်ထားလိုက်ရင်ကျွန်တော် border line တွေပျောက်လုံးဖြစ်ပါတယ်နှစ်ခုလုံးပေါ်ခြင်းတော့ကျွန်တော်နှစ်ခုလုံးပေးထားရမယ်ဖြစ်ပါတယ်အပြီးတော့ခါကျရင် photo ပေါ့နော်ဒီမှာ photo က Google မှာတင်ထားတဲ့ပုံတွေကိုကျွန်တော်တို့ဒီမှာကြည့်လို့ရမှာပေါ့နော်ကျွန်တော်တို့ photo မှာပြင်ပေးထားလိုက်မယ်ဟုတ်ပြီနော်ဘို့တို့ဒီမှာတပ်ပုံတစ်ပုံကိုကျွန်တော်ကြည့်လိုက်ဒီအဝိုင်းပုံလေးဟုတ်ပြီနော်ဒါဆိုတော့ဒီ Google မှာတပ်ပုံတွေကိုကြည့်လို့ရမှာပေါ့နော်ဖြောက်ထားခြင်းနဲ့ဆိုရင်တော့ကျွန်တော်ဒီအဝိုင်းလေးတွေပေါ်ဖြောက်ထားခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ဒါလေးဖြောက်ထားလိုက်မယ်ပြီးကျွန်တော်ပြင်လိုက်ထားလိုက်နော်rose ကကျတော့ဒီမှာ line တွေပေါ့နော်အထဲမှာရှိတဲ့ဒီ line တွေကိုကြည့်ခြင်းနဲ့ဆိုရင်တော့ဒီမှာနော် rose ကိုကျွန်တော် marking ပေးလိုက်မယ် marking ပေးလိုက်ရင်ကျွန်တော်ဒီမှာ line တွေကျွန်တော်ပေါ်လာမှာဖြစ်ပါတယ်ကျွန်တော်ဖြောက်ထားခြင်းနဲ့ဆိုရင်ဒီမှာ line တွေပျောက်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်ကျွန်တော်ပေါ်ထားလိုက်မှာနော်ဟုတ်ပြီနော်ဒါလေးကိုတစ်ခုချင်းမိတ်ဆွေတို့စမ်းကြည့်နိုင်တာပေါ့နော်ဒါမျိုးမှာတွေ့ခြင်းနဲ့အမှတ်ဓာတ်တွေကိုပေါ်ခြင်းနဲ့ဖြောက်ထားခြင်းနဲ့ဆိုရင်ဒီဘက်2တွေမှာထည့်ပေးရမှာပေါ့နော်ပေါ်မှာကျတော့ဒီ menu bar မှာဆိုရင်ကျွန်တော်ဒီမှာ place match ရှိမယ်place match ရှိမယ်place match ကျတော့ဒီမြေပုံမှာ point နေပါတယ်ချတဲ့အခါမှာကျွန်တော်အသုံးပြုတာဖြစ်ပါတယ်ဒီနောက်တစ်ခုကကျတော့polygon ပေါ့နော်polygon ကျတော့ ဧကတွေတွက်ကြည့်လို့ရမှာပေါ့နော်ဒီခုတွက်ပြမှာကျွန်တော်ဧကတွေတွက်ကြည့်မှနောက်တစ်ခုကကျတော့ဒီမှာ overlay ဆိုတာကျတော့ဒီမှာကျွန်တော်မြေပုံတွေကိုဒီ Google မှာလာထပ်ကြည့်တဲ့နည်းလေးပေါ့နော်ထပ်ကြည့်လို့ရမှာဖြစ်ပါတယ်နောက်တစ်ခုကကျတော့ဒီမှာဒီတခါကျတော့လွန်ခဲ့တဲ့နှစ်တွေရဲ့မြေပုံတွေကိုဒီမှာတစ်နှစ်ချင်းစီကြည့်လို့ရမှာပေါ့နော်ဒါလေးကိုတိုးချော်လုံး2005 2002ဒါရဲ့ဒီရဲ့မြေပုံတွေအနေထားကိုကြည့်လို့ရမှာဖြစ်ပါတယ် day light ပေါ့နော်ကျွန်တော် average data ဒီဘက်ဆိုရင်9နဲ့6နဲ့ဆိုရင်ဒါမောင်တော့ပါနော်ဒါဆန်လိုက်နေ့ညတွေကျွန်တော်ဒီမှာမြေပုံမှာညဆိုလည်းညအချိန်ကိုမြေပုံမှာကြည့်လို့ရမှာဖြစ်ပါတယ်နည်းနည်းချုပ်ကြည့်လိုက်ချုပ်မှကျွန်တော်ကြည့်လိုက်မယ်ပါနော်နေ့နဲ့ညကိုကျွန်တော်ဒီမှာကြည့်လို့ရမှာနိုင်လိုက်ဒါကတစ်ဖက်ဆိုရင်မောင်လည်းတစ်ဖက်ဆိုရင်နေ့ပေါ့နော်တစ်ဖက်ဆိုရင်နေ့တစ်ဖက်ဆိုညပေါ့ဒါလေးကိုကြည့်လို့ရမယ်နောက်တစ်ခုကကြတော့ကျွန်တော်ဒီမှာ sky တို့နိုင်ကြည့်လိုက်ရင် sky mars moon နဲ့ကြည့်လို့ရမယ်moon ကိုကြည့်မယ်ဆိုရင်လည်းနေ့ကဆွဲကြည့်လို့ရမှာဖြစ်ပါတယ်လာတွေကိုကျွန်တော်ကြည့်လို့ရမယ်နောက်တစ်ခုက sky
sky ကိုကြည့်လိုက်အောင်sky ကြည့်လို့ရ sky ကိုကြည့်လို့ရမယ် mask ကိုတွက်ကြည့်လို့ရမယ်ဒါတွေကိုနော် mask တွေကိုဒါတွေကကြတော့ကျွန်တော်တို့ mask တွေ sky နေဝန်းနေတော့ကြည့်လို့ရပါနော်ကြည့်လို့ရဖြစ်ပါတယ်အနေဆွဲကြည့်ရင်လည်းကြည့်လို့ရတယ်နော်ကျွန်တော် ask ကိုလည်းကျွန်တော်ထားလိုက်မယ်ကြတော့ pattern ပေါ့နော် pattern ကြတော့ ruler ထဲမှာကြတော့ပါရှိမယ် line ရှိမယ် path ရှိမယ် polygon ရှိမယ် cycle ရှိမယ် 3D path 3D polygon ဒါတွေရှိမှာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ six image ပေါ့နော် six image ဆိုတော့ tab ပုံတွေကိုကျွန်တော်တို့ဒီမှာဒီခုထားလိုက်မယ်ဒီကြတော့ pattern ပေါ့နော် pattern ကြတော့ ruler ထဲမှာကြတော့ပါရှိမယ် line ရှိမယ် path ရှိမယ် polygon ရှိမယ် cycle ရှိမယ် 3D path 3D polygon ဒါတွေရှိမှာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ six image ပေါ့နော် six image ဆိုတော့ tab ပုံတွေကိုကျွန်တော်တို့ဒီမှာဒီ Google ပုံတွေကိုကျွန်တော်တင်ထားလို့ရမယ်နည်းပေါ့နော်ဒါ Google ပုံတွေတင်ထားလို့ရမယ်နောက်တစ်ခုကကြတော့ဒါ Google Map ကို website ကနေကျွန်တော်ဒီမှာ Google Map website ကနေကြည့်လို့ရမှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုတော့ကျွန်တော်ဒီ ဧကတွက်ကြည့်မှာဖြစ်တဲ့အတွက်ကိုကျွန်တော်ဒီပထမဆုံးအနေနဲ့ဒီမှာကျွန်တော်နေရာတစ်ခုကိုကျွန်တော်ရှာလိုက်မယ်မျိုးလိုမျိုးရှာလိုက်မယ်နော်မျိုးတည်လိုက်မယ်မြင်ကျင်နေဆိုမှကျွန်တော်ရိုက်ရှာလိုက်မယ်ဆက်ကိုနေလိုက်မယ်ဟုတ်ပြီနော်ဒါဆိုတော့မြင်ကျင်မျိုးထွက်လိုက်ပါနော်ဟုတ်ပြီကျွန်တော်မြေခွက်တစ်ခွက်ကိုဧကတွက်ကြည့်အောင်ဧကတွက်ကြည့်မှာဖြစ်တဲ့အတွက်ကိုကျွန်တော်မြေခွက်တစ်ခွက်ကိုကျွန်တော်ဆုံးနဲ့ချဲလိုက်မယ်ဒီ place မှာတွားပြီးတော့ S မှာ folder ဖွင့်မယ်နော် folder တစ်ခုဖွင့်မယ်ဥဖြူဆိုမှရေးလိုက်မယ်နေမှာဥဖြူပေးလိုက်မယ်ပြီးတော့ကြာ okay ကျွန်တော်ပေးလိုက်မယ်ဟုတ်ပြီနော်ဥဖြူပေးလိုက်မယ်ပြီးတော့ကြာရင်ကျွန်တော်ဒီမှာကိုတိုင်းမဲ့point ချပေးရမယ်နော်ဟိုဒီမြေခွက်တွေကိုကျွန်တော် point ချပေးမှဆိုတော့ place mark ကိုတွားမယ် place mark ကိုတွားပြီးတော့ဒီမှာဒီတောင်းလေးတွေမှာကျွန်တော်လိုက်ပြီးတော့ point တွေချလိုက်မယ်နော်ဒီ point ချခင်ဒီ place mark ကိုကျွန်တော်ဒီမှာ icon တွေလည်းကျွန်တော်အမျိုးမျိုးပြောင်းလို့ရတယ်နော်ကျွန်တော် icon တစ်ခုရွေးလိုက်မယ်ဗျာ icon တစ်ခုရွေးလိုက်မယ်ပြရုံလေးရွေးလိုက်မယ်ပြီးရင် okay ပေးလိုက်ပြီးရင်ဒီမှာplace map ပေါ့နော် place map မှာနေနေရာမှာတစ်ခုပေးလိုက်မယ်1ပေးလိုက်မယ် sorry 1ဆိုမှကျွန်တော်ရေးလိုက်မယ်ပြီးတဲ့ကြရင်ကျွန်တော်တို့ okay ကိုကျွန်တော်နှိပ်လိုက်ဒီလိုပဲကျွန်တော်တို့ point တွေချတော့မယ်တောင်းလေးမှာပြီးရင်ကျွန်တော်တို့ဒီမှာ2ဆိုမှကျွန်တော်နှိပ်လိုက်မယ်ပြီးရင် okay နှိပ်လိုက်မယ်ပြီးတဲ့ကြရင်ချပေးရမှာဖြစ်ပါတယ်။ Orbiter ဆိုရင်ကျွန်တော်တို့ဒီ Ega block ရှိတယ်ဆိုတာတိုင်းပါနော်။ Ega block ရှိတဲ့တိုင်းမှာဖြစ်တဲ့အတွက်ကိုဒီမှာနော် UQ အောက်မှာကျွန်တော်တို့ဒီ point တွေကိုကျွန်တော်တို့ဒီမှာ point number လေးတွေနဲ့အစင်လိုက်ကိုတွေးရမှာဖြစ်ပါတယ်နော်။ဒီမှာဖြောက်လိုက်ရင်ကျွန်တော် marking ဖြောက်လိုက်ရင်အားလုံးပြောတော့မှာဖြစ်တယ်။ Orbiter ဆို Ega တွက်ကြည့်မှာပေါ့နော်။ကျွန်တော်တို့ Ega တွက်ကြည့်မှာဖြစ်တဲ့အတွက်ကိုကျွန်တော် pattern ပုံနဲ့ဟာကိုကျွန်တော်နှိပ်လိုက်မယ်။ ruler ကိုကျွန်တော်နှိပ်လိုက်မယ်။ ruler နှိပ်လိုက်ရင်ဒီမှာ line ရှိမယ် pathရှိမယ်ကျွန်တော် polygon နဲ့တွားမှာပေါ့နော်ကျွန်တော်ကြာ polygon နဲ့တွားလိုက်မယ်ဧကတွက်ကြည့်မှာဖြစ်တဲ့အတွက်ကိုဒီအောက်လေးမှာကျွန်တော်ဆွဲလိုက်မယ်ဒီတောက်မှာတစ်ခုဆွဲမယ်ဒီ point လေးတွေလိုက်ချိတ်ပေးရမှာပေါ့နော် point လေးတွေချိတ်ပေးအောင်ဖြစ်တယ်ဒီအောက်လေးမှာတွားလိုက်မယ်ဆွ
ဆွဲလိုက်မယ်နိုင်မယ်ဆွဲပြီးဟုတ်ပြီနော်ဒါဆိုရင်တော့ဒီတော့ x တန်းထွက်တယ်နော်ဒီပေါက်ထဲမှာ9.3ခွန် ပါနော်ဒါမိုင်အားဖြင့်တော့3.5လေးပြ5လေးမိုင်ပါနော်ပါရာမီတာတော့3.5လေးမိုင်ဒီကြမှာကျတော့9.3ခွန်ဆိုမှကျွန်တော်တွေ့ရမှာဖြစ်ပါတယ် Cisco နဲ့ပြီးတဲ့ခါကျရင်ကျွန်တော်တို့ဒီမှာ Cisco နဲ့ပြီးရင်ကျွန်တော်တို့ပြီးရင် okayကျွန်တော်ပေးလိုက်မယ်ဟုတ်ပြီနော်ဒါဆိုတော့ဒီမှာနော်ဒီမှာကျွန်တော် save လိုက်ဖြစ်ပါတယ်ဒီမှာ save လိုက်ပြီဟုတ်ပြီကျွန်တော်ဒီ point လေးတွေကျွန်တော်ပြင်နေတယ်ပြန်ပြင်နေတယ်ဆိုရင်ကျွန်တော်တို့ဒီ polygon mesh မှာကျွန်တော်တို့ bracket ထောက်လိုက်property ကိုတွားမယ် property တွားပြီးတော့ဒါလေးပြင်ပါနော် line လေးတွေကျွန်တော်2 piece နဲ့ပြန်ပြင်လို့ရမှာဖြစ်ပါတယ်ဒီမှာနော်ဒီပိုင်းနည်းနည်းထည့်ပြီးတော့စုံထည့်မှနည်းနည်းပြန်ပြင်လို့ရမယ်ပြီးရင် point လေးတွေရွှေ့ကျင်နေဆိုရင်လည်းကျွန်တော်တို့ဒီမှာ point မှာပဲကျွန်တော် bracket နဲ့လည်းမယ်ပြီးရင် property တွားပြီးတော့ကျွန်တော် point လေးတွေကျွန်တော်တောက်လေးမှာကျွန်တော်ရွှေ့ထားလို့ရမယ်ဟုတ်ပြီနော်ဒါလေးကကျတော့ကျွန်တော် a ကတွက်ကြည့်လို့ရမှာနော် a ကဘယ်လောက်ရှိလဲဆိုရင်ဒီမှာ polygon mesh မှာတွားပြီးတော့ property ကိုနှိပ်လိုက်ရင်ကျွန်တော်ဒီမှာmeasurement ပါနော် measurement ပြန်ပြင်လိုက်တော့8.95ပါနော်ကျွန်တော်ပြန်ပြင်လိုက်တဲ့အတွက်ကိုဒီကနည်းနည်းခွန်းလာတဲ့ကိုပြန်ယော့သွားပါနော်ဟုတ်ပြီဒါဆိုတော့ဒီကားလေးကိုကျွန်တော်တန်းကြည့်ရမှာပေါ့နော်ဟုတ်ပြီနော်ဒါကြတော့ a ကကျွန်တော်တွက်ကြည့်တဲ့နေလေးပေါ့နော်ဒီ A ကတွက်ထားတဲ့မြေပုံလေးတွေကိုကျွန်တော်တို့ဒီပုံထုတ်ချင်တာပေါ့နော်ဒီတကောင်လေးတွေပုံထုတ်ထားခြင်းနဲ့ဆိုရင် point လေးတော့ကျွန်တော်ဖြောင်းလိုက်မယ်နော် point လေးဖြောင်းလိုက်မယ်ဒီကွက်ဒီ white ထားတဲ့ပုံလေးကိုနောက်ပုံထုတ်ချင်တယ်ဆိုရင်တော့ဒီမှာ save ဒီမှာနော်ပုံလေးနဲ့ဒီမှာ save image ကိုနှိပ်လိုက်မယ် save image ကိုနှိပ်ပြီးတော့ကျွန်တော်တို့ဒီမှာဒီပုံလေးနဲ့ပုံလေးပြီးရင်ကျွန်တော်ဒီမှာ final description မှာကျတော့ UQ ပေါ့နော် UQ မြေကွက်ဆိုမှကျွန်တော်ရေးလိုက်မယ်ပြီးတော့ကျွန်တော်ဒီမှာdescription မှာကြတော့ခုနကကြာဘယ်လောက်ရှိလဲ A ကကြတော့measurement မှာကြည့်လိုက်ရင်8.95ပေါ့နော်8.95ရှိတယ်area data မှာ95ဆိုမှဧကပေါ့နော်ဧကဆိုမှကျွန်တော်မှတ်ထားလိုက်ရင်ဒါဥရွှေမြေကွက်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့စိတ်ထားခြင်းနဲ့ဆိုရင်ကျွန်တော်တို့ဒီမှာ save image ကိုပဲเนาะဒီမှာ save image ကို resolution ကကြတော့ဒီမှာ resolution ကိုကျွန်တော်တို့ဘာနဲ့တွားမှာတော့ကြည်လင်ဆုံးဆိုတော့ကြည်လင်ဆုံး Full HD ရမယ် 4K နဲ့လည်းထုတ်လို့ရမှာပေါ့နော်Full HD ကိုကျွန်တော်ယူထားလိုက်ပြီးရင်ကျွန်တော် save image ကိုကျွန်တော်နှိပ်